မြစ်ကွေကျွန်တော်မှာတစ်ချိန်တစ်ခါမှမြင်တွေ့ဘူးခြင်းမရှိပါလျက်ဆွဲလန်းနှစ်သက်နေခဲ့ရတဲ့ပကြီးကား၃ချက်ရှိပါတယ်တခါတရံမှာတချို့သောလူတွေဟာမိမိကိုယ်တိုင်ကိုယ်ကြတွေ့ဘူးမြင်ဘူးခြင်းမရှိပါဘဲနဲ့တဆင့်စကားတဆင့်နားကြောင်ပဲဖြစ်စေစာအုပ်တွေထဲမှာဖတ်ဖူးလို့ပဲဖြစ်စေကြားခဲ့သိခဲ့ကြရပြီးနေရာဒေသတစ်ခုခုဒါမှမဟုတ်မြင်ကွင်းတစ်ခုခုကိုဆွဲလန်းနှစ်သက်နေတတ်ကြသလိုမျိုးပါပထမဆုံးပကြီးကားကခင်ဝမ်းရဲ့မိုးဆိုတဲ့ပကြီးကားပါခင်ဝမ်းဆိုတာခုတချင်းတွေဆိုနေတဲ့စတီဒီယိုဆိုတော့ခင်ဝမ်းပါသူ့ရဲ့ပထမဆုံးတကူတော်ပကြီးပြပွဲဖြစ်တဲ့မျက်နှာစိမ်းမှာပြသခဲ့တဲ့ပကြီးကားတစ်ချက်ပါအဲ့ဒီပကြီးပြပွဲကိုကျွန်တော်မကြည့်ခဲ့ရပါကြည့်ခဲ့ရတဲ့ကျွန်တော်တငယ်ချင်းကကျွန်တော်စီကိုစာရေးရင်းအဲ့ဒီပကြီးပြပွဲအကြောင်းပြောပြခဲ့တာပါကျွန်တော်ကမိုးရာသီကိုအလွန်နှစ်သက်ညံ့နိုးသူပါမိုးရာသီရဲ့အလှသဘာဝတွေကိုဖွဲ့နှွယ်ထားတဲ့ကြပြားဝတ္ထုတချင်းတွေကိုလည်းမဲ့မဲ့မောမောခံစားတတ်ခဲ့တယ်မိုးရာသီမြင်ကွင်းတွေအထူးသဖြင့်မိုးရွာနေတဲ့မြင်ကွင်းတွေကိုရေးဆွဲထားတဲ့ပကြီးကားတွေကိုတွေ့ရင်ခုံခုံမင်းမင်းတမိတ်တမောကြည့်ခဲ့တယ်အမျိုးသားပြတိုက်ဟောင်းမှာတခါကကြည့်ခဲ့ရဘူးတဲ့ဥပညံရဲ့ရေစေးပကြီးကားဆိုရင်ခုချိန်တိုင်အောင်မျက်စိထဲမှာမြင်အောင်ဆွဲလန်းအမှတ်ရနေခဲ့တယ်ဒါတွေကိုတည်နာလည်နေခဲ့တဲ့တငယ်ချင်းကခင်ဝမ်းရဲ့မိုးကိုတွေ့တော့ကျွန်တော်ကိုသတိတရနဲ့စာရေးပြီးပြောခဲ့တယ်အဲ့ဒီမိုးဆိုတဲ့ပကြီးကားမှာခင်ဝမ်းကမိုးတွေရွာနေပုံကိုဘလို့ရေးဆွဲထားသလဲဆိုတော့ကျွန်တော်တို့ငယ်စဉ်ကလေးဘဝကရောင်စုံခဲတံတွေနဲ့အယုတ်တွေရေးတဲ့အခါမိုးရွာနေပုံဆိုရင်မြင်းဆောင်တူတူဆောင်းဆောင်းကလေးတွေနဲ့ရေးတတ်ကြသလိုလေအဲ့ဒီလိုမြင်းချောင်းတူတူကလေးတွေနဲ့ပကြီးကားတစ်ချက်လုံးကိုရေးထားတယ်တဲ့တငယ်ချင်းရဲ့စာကိုဖတ်နေရင်အဲ့ဒီမိုးဆိုတဲ့ပကြီးကားကိုကျွန်တော်တအားနှစ်သက်သဘောကျခဲ့တာပါပဲခုချိန်ထိအဲ့ဒီပကြီးကားကိုကျွန်တော်မမြင်ဘူးပါဘူးဒါပေမဲ့မိုးတွေရွာနေတာကိုမြင်တိုင်းခင်ဝမ်းရဲ့မိုးကိုသတိရနေတတ်ခဲ့တယ်ဒုတိယပကြီးကားကပကြီးဆရာမအန်နာရဲ့ပြုစုတောင်းဆိုတဲ့ပကြီးကားပါရှေးတက်ကသူလိတ်ခုံးခမ်းမှာပကြီးဆရာတွေစုပေါင်းပြီးနှစ်စဉ်ပြသခဲ့တဲ့ movement ပကြီးပြပွဲတစ်ပွဲမှာပြခဲ့တဲ့ပကြီးကားပါတခြား movement ပြပွဲတွေကိုကျွန်တော်ကြည့်ခဲ့ဘူးပေမဲ့အဲ့ဒီပကြီးကားပါဝင်တဲ့ပြပွဲကိုတော့မကြည့်ခဲ့ရပါပကြီးကားအမျိုးအစားများစွာရှိတဲ့အထဲမှာအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ပကြီးကားအမျိုးအစားတစ်ခုကတော့ပကြီးဆရာကိုယ်တိုင်ကိုယ့်ရုပ်ပုံကိုပြန်ရေးဆွဲတဲ့ self portrait ပကြီးကားတွေပါဘယ်ကဲ့သို့သောရေးနည်းမျိုးနဲ့ရေးဆွဲထားတဲ့ဘယ်လို self portrait မျိုးပဲဖြစ်ဖြစ်ကျွန်တော်စိတ်ဝင်စားလိရှိပါတယ်ကိုယ့်ရုပ်ပုံကိုပကြီးရေးတယ်ဆိုတာတွေးကြည့်ခံစားကြည့်ုံနဲ့သိစိတ်လှုပ်ရှားစရာကောင်းလာပါတယ်ပကြီးဆရာဟာသူ့ရဲ့အစ္ဆတကိုပြန်ဖော်ကျူးရတာပါလွယ်လာမယ်မထင်ပါဘူးပကြီးပြပွဲတွေမှာပဲဖြစ်ဖြစ်ပကြီးစာအုပ်တွေထဲမှာပဲဖြစ်ဖြစ်ပကြီးဆရာရဲ့ကိုယ်တိုင်ရေးပုံတူပကြီးကားတွေကိုတွေ့ရင်ရင်ခုန်စွာနဲ့ခံစားကြည့်ရှုခဲ့တယ်ပကြီးဆရာမအန်နာရဲ့ပြုစုတောင်းဆိုတဲ့ပကြီးကားဟာကိုယ်တိုင်ရေးပုံတူပါဒီပကြီးကားအကြောင်းကိုပြောပြခဲ့တဲ့သူကကျွန်တော်တငယ်ချင်းတချင်းရေးဆရာတစ်ယောက်ပါပြောပြပြဖို့အကြောင်းရင်းကရှိနေခဲ့တယ်သူ့မှာသူသိချစ်ခဲ့ရတဲ့
ညီမလေးတစ်ယောက်ရှိခဲ့တဲ့အကြောင်းအဲ့ဒီညီမလေးကသူတို့မျိုးကချေးရည်တဲ့လူကုန်တန်မိသားစုကပေါက်ဖွားတဲ့လူငယ်တစ်ယောက်နဲ့ချစ်ကြိုက်ခဲ့ကြတယ်လူငယ်တို့ဘာသာဘာဝလွန်လွန်ကျူးကျူးဖြစ်ပြီးကိုယ်ဝင်ရရှိသွားတဲ့အခါမှာတော့အဲ့ဒီလူငယ်ကတာဝန်မယူဘဲရှောင်ပြေးထွက်ခွာသွားခဲ့တယ်သူညီမလေးဟာအဆက်တကွဲအကျိုးနဲ့ဖြစ်ခဲ့ရပြီးအမျိုးလုံးကလည်းသိခဲ့ကြတဲ့သူညီမလေးဟာကိုယ်ဝင်ကိုဖြတ်မပစ်ပဲငွေးမယ်ဆိုပြီးပတ်ဝန်းကျင်ကိုတတ်သိရှိရှိရင်ဆိုင်ဖို့ကြိုးစားခဲ့ရှာတယ်ဒီလိုနဲ့ကိုယ်ဝင်အရင်အမှာဖြစ်လာချိန်တစ်နေ့မှာသူညီမလေးဟာသူတို့မျိုးကနေပျောက်ချင်းမလားပျောက်သွားခဲ့တယ်ဒီကနေ့ထိတိုင်အောင်ပြန်မတွေ့တော့ပဲသေသည်ရှင်သည်မသိဖြစ်ခဲ့ရတဲ့အကြောင်းကျွန်တော်တငယ်ချင်းကသူညီမလေးအကြောင်းပြောပြရင်အဲ့ဒီပကြီးကားကိုပြောပြခဲ့တာပါအဲ့ဒီပကြီးကားထဲမှာပကြီးဆရာမဟာကိုဝင်ဆောင်နေခြင်းကိုဝင်အရစ်မှာနဲ့လက်အုပ်ချီပြီးဆူတောင်းနေတဲ့ကိုပုံကိုပကြီးရေးဆွဲထားတဲ့ပုံပါကျွန်တော်ဘယ်တော့မှတွေးမကြည့်မိခဲ့ဘူးတဲ့မျော်လင့်မထားဘူးခဲ့ဘူးတဲ့ self portrait မျိုးမှုမြင်အောင်တွေးကြည့်မိရင်ရင်ထဲမှာခံစားခဲ့ရတယ်အဲ့ဒီခံစားရပုံမျိုးကိုကျွန်တော်ဘယ်တော့မှမမေ့နိုင်ခဲ့ဘူးအဲ့ဒီပကြီးကားကိုဆွဲလန်းခဲ့မှုဟာဒီကနေ့အထိအာယုံထဲမှာတည်ရှိနေတုံးပဲတတိယပကြီးကားကတော့ကဘာကျော်ပကြီးဆရာကြီးအန်ဒရူးဝိုင်ယက်ရဲ့ပကြီးကားပါအန်ဒရူးဝိုင်ယက်ဆိုတာအမေရိကန်နိုင်ငံသားကဘာကျော်ပကြီးဆရာကြီးပါသူရဲ့ခရစ်စတီနာဝေါ်ခရစ်စတီနာရဲ့ကဘာပင်လယ်လေ Went from the sea ဆိုတဲ့ပကြီးကားတွေဟာကဘာကျော်ပကြီးကားတွေပေါ့သူဟာတရုတ်မှန် realism ပကြီးကားတွေကိုသာရေးဆွဲခဲ့ပေမဲ့သူ့ရဲ့အထာအတူဖွဲ့စည်းမှုအယောင်ရွေးချယ်မှုတွေဟာထူးခြားလှပလွန်းခဲ့တဲ့အတွက်သူ့ပကြီးကားတွေဟာကြပြတစ်ပုတ်လိုပဲခံစားရစီတယ်လို့ဝေဖန်သုံးသပ်ခြင်းခံခဲ့ရပါတယ်ကျွန်တော်ဘဝမှာအလွန်နှစ်သက်ဆွဲလန်းသဘောကျခဲ့တဲ့ပကြီးဆရာတူပါသူ့ရဲ့အိမ်နီးချင်းတူဖြစ်တဲ့ Helen ဆိုတဲ့အမျိုးသမီးရဲ့ပုံတွေကိုသူကွယ်လွန်ပြီးတဲ့နောက်မှာပြပွဲလုပ်ခဲ့တယ် Helen ပကြီးကားတွေကိုလည်းကျွန်တော်တအားနှစ်ချိုက်သဘောကျခဲ့တာပါသူ့ရဲ့ပကြီးကားတွေတော်တော်များများကိုပကြီးစာအုပ်တွေထဲမှာတွေ့ဘူးမြင်ဘူးခဲ့ပေမဲ့အခုကျွန်တော်ပြောပြမယ်ပကြီးကားကိုမမြင်တွေ့ခဲ့ဘူးပါကျွန်တော်ဘဝမှာဘယ်တော့အခါမှမေ့ဖြောက်ပြစ်လို့မရနိုင်တဲ့ဖြစ်ရကြီးကြီးမားမားတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်10နှစ်သားအရွယ်မှာအဖေသေဆုံးခဲ့ရခြင်းပဲဖြစ်ပါတယ်အဖေဟာတာမန်လူတွေလိုဖြစ်ရိုးဖြစ်စဉ်နာမကျန်းဖြစ်ပြီးယောဂနဲ့သေဆုံးခြင်းမျိုးမဟုတ်ပါအဖေဟာအင်းအားကန်ထဲမှာရဲမှုလွန်ပြီးရေနစ်သေဆုံးခဲ့တာပါအဖေသေဆုံးခဲ့တဲ့နေ့ဟာတကြံအကျက်နေ့ပါတကြံဆိုတာဟာမြန်မာလူမျိုးကလေးလူကြီးယောက်ျားမိန်းမလူဒန်းစားမရွေပျော်ပါကြမြူးထူးကြတဲ့အချိန်ခါပါအဲ့ဒီလိုအချိန်မျိုးမှာကျွန်တော်တို့မိသားစုဟာထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ်ဆိုးကြီးနဲ့ကြုံတွေ့ခဲ့ကြရပြီးမျက်ရည်ဆက်လက်ကြေကွဲဝမ်းနည်းခဲ့ကြရတယ်ဒါဟာကျွန်တော်ရဲ့ကလေးဘဝမှာဆိုးဝါးလာတဲ့အိမ်မက်ဆိုးကြီးတစ်ခုလိုပါပဲအဲ့ဒီအိမ်မက်ဆိုးကြီးနဲ့အတူနာကြီးမုံတီးစိတ်တွေနဲ့အတူကျွန်တော်နှလုံးသားမှာကိန်းအောင်သွားခဲ့ရတဲ့အမည်တစ်ခုကတော့အင်းလျာဆိုတဲ့အမည်ပါပဲကျွန်တော်ရဲ့ကလေးဘဝမှာအင်းအားဆိုတာထိတ်လန့်ကြောက်ရွံ့စရာကောင်းတယ်
မသွားကောင်းတဲ့အရက်တစ်ခုဖြစ်ဆွဲမှတ်ထင်နေခဲ့တယ်အင်းအားကိုကျွန်တော်မမြင်ရဲခဲ့ဘူးမကြည့်ရဲခဲ့ဘူးမသွားရဲခဲ့ဘူးမှတ်မိနေခဲ့တယ်ကျွန်တော်ခုနှစ်တန်းကျောင်းသားဘဝကစနေတနင်္ဂနွေမှာအချိန်ပိုတက်ကြရတယ်အချိန်ပိုကနန်းနဲ့9နာရီ10နာရီလောက်ဆိုရင်ပြီးပါတယ်အိမ်မပြန်ကျင်ကြသေးပဲတနေရာသွားကြရအောင်တငယ်ချင်းတစုတိုင်ပင်ကြတယ်အဲ့ဒီမှာတယောက်ကအင်းအားမှာရေသွားကူးကြမယ်ဟေ့လို့អော်လိုက်တဲ့အခါကျန်တဲ့သူတွေအားလုံးကအေးကောင်းတယ်ဟိသွားကြမယ်ဟိလို့អော်လိုက်ချိန်မှာကျွန်တော်ဟာမျက်လုံးအဝိုင်းသားနဲ့ကြောက်ရွံ့တရုပ်လိုခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားခဲ့တယ်အားလုံးဟာအင်းအားကန်စီတပြောတစ်ပါးချီတက်နေကြချိန်မှာကျွန်တော်ခြေလမ်းတွေကတရွတ်ဆွဲနေပြီးလက်ဖြားမှာတော့ချွေးစည်းတွေနဲ့အေးဆက်နေခဲ့တယ်အင်းအားရေပြင်ကြီးကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာတော့နှလုံးသွေးတွေရက်တန့်သွားတယ်လို့ထင်ရလောက်အောင်ငြိမ်သက်ကျသွားပြီးကံရည်ပြင်ကိုငေးကြောင်ကြည့်နေခဲ့တယ်အဖေရဲ့ဝိညာဉ်တွေကိုခေါငင်ယူဆောင်သွားတဲ့ရေပြင်ကြီးကိုကြောက်ရွံ့တုန်လှုပ်စွာနဲ့အာတင်းပြီးကြည့်ခဲ့ရတဲ့အဖြစ်ကိုကျွန်တော်မမေ့ပါဘူးတငယ်ချင်းတွေအားလုံးကရေချိုးကြရေကူးကြပျော်ရွှင်နေကြတာကိုကမ်းပေါ်ကနေတယောက်တည်းထိုင်ကြည့်နေခဲ့တဲ့ကျွန်တော်ဘဝကိုအဲ့ဒီတုန်းကကျွန်တော်တငယ်ချင်းများနားမလည်ခဲ့ကြပါအင်းအားရဲ့အလှပတဘာဝတွေကိုဖွဲ့ဆူထားတဲ့တခြင်းပဲဖြစ်ဖြစ်ဝိတုပဲဖြစ်ဖြစ်ကြပြာပဲဖြစ်ဖြစ်ပကြီးကားပဲဖြစ်ဖြစ်သူများတကာလိုတန်းတူမခံစားနိုင်ခဲ့ပါလူကြိုက်များလာတဲ့တခြင်းမှုကြပြာမှုစူးစမ်းပြီးခံစားကြည့်ပေမဲ့ကျွန်တော်အရသာမတွေ့နိုင်ခဲ့ပါအင်းအားဆိုတဲ့အတန်ဟာကျွန်တော်နားထဲမှာတော့မိုးကြိုးပစ်လိုက်တယ်လို့ပါပဲကျွန်တော်စူးစမ်းပြီးမေးဖြောက်ဖြစ်ခဲ့တယ်တဘာဝမကျတဲ့စိတ်ဆွဲလန်းတွေဆိုတာမထားကောင်းမှုလေနောက်အရွယ်ရောက်လာတော့လေအင်းအားနဲ့ရင်ပါခဲ့ရပြီမို့ကလေးဘဝကလူခံစားမှုမျိုးတော့မခံစားရတော့ပါဘူးဒီလိုနဲ့တက္ကသိုလ်ကျောင်းသားဘဝမှာခြေဦးသူကအဖြေပေးလိုက်လို့ဘဝမှာပထမဆုံးအတွေ့အကြုံမှုတိတ်ကိုပျော်နေတဲ့အချိန်ပေါ့ခြေဦးသူကလာကွယ်အင်းအားကံပေါင်ရိုးပေါ်မှာလမ်းလျှောက်ကြရင်စကားပြောကြရအောင်နော်လို့ကျွန်တော်ညင်းပြစ်လိုက်ခြင်းတယ်တအားကိုအော်ဟစ်ပြီးညင်းပြစ်လိုက်ခြင်းတယ်အင်းအားကံရေပြင်စီကလေချင်းကလေးတွေတိုက်ခတ်နေလို့လေထဲမှာဝဲလွင့်နေတဲ့သူ့ဆံရွယ်စကလေးတွေကကျွန်တော်လေပင်မှာလာရစ်ပတ်နေကြတယ်အနောက်ဘက်ကဝင်လူဆဲဆဲနေအောင်နွမ်းနွမ်းလေးတွေကသူ့မျက်နှာပေါ်မှာလဲလဲလေးဝင်းနေတယ်တိတ်ကိုကြည်နူးစရာကောင်းမှာပေါ့ဒါပေမဲ့ကျွန်တော်ဟာကြည်ကြည်နူးနူးမခံစားနိုင်ခဲ့ဘူးလူပေါင်းများစွာကိုပျော်ရွှင်ကြည်နူးမှုတွေပေးဝေခဲ့ပေမဲ့အင်းအားရည်ပြင်ကြီးဟာငါအပေါ်မှာတော့ကြည်ကွဲဆွေးမြေ့မှုတွေကိုသာရက်ဆက်စွာပေးခဲ့တာပဲမတရားလွန်းလှတဲ့အဲ့ဒီလိုခံစားမှုတွေကကျွန်တော်လက်တွေကိုအေးဆက်ထုံကျင်နေစေခဲ့တယ်ချွေးစည်းတွေနဲ့အေးဆက်နေတဲ့ကျွန်တော်လက်ဖြားကလေးတွေကိုစုပ်ကင်ထားတဲ့ချစ်သူကတော့ချစ်သူတို့ရဲ့ဘဝပထမနေ့မှုစိတ်လှုပ်ရှားပြီးခြေပြားလက်ဖြားတွေအေးဆက်နေတယ်လို့ပဲထင်နေရှာမှာပေါ့ဒီနေ့မှာကျွန်တော်တငယ်ချင်းပကြီးဆရာတယောက်ကစာအုပ်စာတမ်းတွေထဲမှာပါတဲ့ပကြီးကားရုပ်ပုံတွေကိုဖြက်ညှက်ကပ်ပြီးသူစုဆောင်းထားတဲ့စာအုပ်လေးတစ်အုပ်ပြတယ်ကျွန်တော်တရေချင်းလှန်ကြည့်နေရင်တနေရာကိုရောက်တော့သူကလက်ညှိုးနဲ့ထောက်ပြပြီးဒီပုံကိုဘယ်သူဆွဲတာလဲသိလားလို့ဆိုပြီးမေးတယ်
ဒါနဲ့အသေးချာဂယူးဆိုင်ပြီးကြည့်လိုက်တယ်ပုံကဝိထုသရုပ်ဖော်ပုံ Reader's Digest Magazine တွေကBrandy Wine မျက်နှာပေးနာကအင်္ဂလိပ် The House by Brandy Wine ဆိုတဲ့ဝိထုကိုသရုပ်ဖော်ထားတဲ့ပုံစီးနေတဲ့မြည်ရည်ပြင်ကြီးကိုသိရွက်စိမ်းတစ်ခက်စိမ်းတွေအကြားကမြင်နေရပုံဆွဲထားတယ်ရုပ်ပုံရဲ့အောက်ခြေမှာစလုံးသေးသေးလေးတွေနဲ့ရေးထားတဲ့စာတမ်းကိုဖတ်လိုက်တော့ Illustrated by Andrew Wyatt တရုတ်ဖော်ပုံ Andrew Wyatt ဆိုတာတွားတွေ့တယ်ကျွန်တော် Andrew Wyatt ကိုနှစ်သက်မှန်းကျွန်တော်တငယ်ချင်းသိထားတယ်အဲ့ဒီမှာသူကမြင့်နဲ့ပတ်သက်ပြီးထူးထူးခြားခြားရေးဆွဲထားတဲ့ Andrew Wyatt ရဲ့ပကြီးကားတစ်ချက်ရှိသေးတဲ့အကြောင်းပြောပြခဲ့တယ်။ Andrew Wyatt ကကလေးဘဝအရွယ်ကနေခဲ့ရတဲ့မြို့ကလေးဟာ Brandy Wine ဆိုတဲ့မြစ်ကမ်းနဘေးမှာရှိခဲ့တယ်။အဲ့ဒီမြစ်ရဲ့မြစ်ကွေ့တစ်ခုမှာ Andrew Wyatt တို့ကလေးငယ်တစုဟာတွားပြီးစော့ကစားကြတယ်။တညနေမှာအဲ့ဒီလိုပဲ Andrew Wyatt တို့ကလေးတစ်တိုက်ဟာမြစ်ထဲမှာစော့ကစားနေကြရင် Andrew Wyatt ရဲ့တငယ်ချင်းဟာရေနစ်ပြီးသေဆုံးသွားခဲ့တယ်။ကလေးဘဝအရွယ်ဆိုတော့သူ့တငယ်ချင်းကိုတော်နဲ့မမေ့နိုင်ပဲပူဆွေးတော့ကဖြစ်ခဲ့ရတယ်။ညနေတိုင်းသူတို့တငယ်ချင်းတစုစော့ကစားကြတဲ့မြစ်ကွေ့ကိုသွားပြီးသူ့တငယ်ချင်းရေနစ်သေဆုံးသွားတဲ့နေရာကိုကြည့်တတ်တယ်။ဒီနေ့မှာတော့ Andrew Wyatt ဟာသူ့တငယ်ချင်းနင်းမြုပ်သွားတဲ့မြည်ရည်ပြင်ကိုကြည်ရင်မျက်ရည်တွေကျနေရင်ကမြည်ရည်ပြင်ကိုအော်ဟစ်ကျုံးဝါလိုက်တယ်။မင်းကိုတနေ့ကျရင်ငါကလက်စားချေမယ်တဲ့။နောက်နှစ်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက် Andrew Wyatt ဟာကဘာကျော်ပကြီးဆရာဖြစ်လာတဲ့အခါကလေးဘဝကသူ့ရဲ့ချစ်ဆုံးတငယ်ချင်းရေနစ်ပြီးသေဆုံးသွားခဲ့တဲ့နေရာကိုပြန်လာတယ်ပြီးတော့အဲ့ဒီမြစ်ကိုပကြီးဆွဲခဲ့တယ်ပကြီးကားနာမည်ကမြစ်ကွေဒီနေ့ကျရင်ကျွန်တော်လဲ Andrew Wyatt ရဲ့မြစ်ကွေလိုပကြီးကားမျိုးကိုယုံမြတ်သူယခုဖတ်ပြတဲ့ essay ဟာ1996ခုနှစ်အတွဲနှစ်အမှတ်30မေလထုတ်ရွက်နုဝေမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ essay ဖြစ်ပါတယ်။ရေးသားသူညုံမြတ်သူဒီ essay ကိုဖတ်ပြသူကလည်းစာရေးသူကိုယ်တိုင်ပဲဖြစ်ပါတယ်။အခုလိုနားဆင်တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။